မသိရင်မေးတတ်တာကလည်းအောင်မြင်သူတို့မှရှိတဲ့တန်ဖိုးတစ်ခုပါဒီခက်ထဲမှာစီးပွားရေးလောက်ရတာဟာအပြောင်းလဲရမ်းများလွန်းတာကြောင့်ကျွန်တော်တို့ကကိုယ့်ရဲ့အတိထားတဲ့အသည့်တွေကိုစက္ကန့်တိုင်းအလိုလိုအမြဲတမ်းအတိတ်လုပ်ပေးနေဖို့ကိုလိုအပ်ပါတယ်ကျွန်တော်တို့သိခဲ့တဲ့အသည့်ဟောင်းတွေလုပ်ခဲ့မှုတဲ့လောက်ရဟောင်းတွေဟာဒီနေ့မှာအသုံးမဝင်တော့တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့လူတော်တော်များများကလည်းကိုယ်တိုင်မသိတဲ့အကြောင်းအရာတစ်ခုခုကြုံလာတဲ့အခါမှာမေးရမှာကိုမဝုံမရဲဖြစ်နေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကကိုမတော်ဘူးမတက်ဘူးလို့ထင်မှစိုးတာကြောင့်ပါပဲ။ဒါကြောင့်တချို့သောသူတွေကကိုယ်တိုင်ကျွမ်းကျင်တဲ့အလုပ်ကိုလှုပ်လို့အောင်မြင်ဖူးတာတွေကိုပဲရွေးပြီးတော့လုံနေတတ်ပါတယ်။လုံနေကြပုံစံတိုင်းပဲဆက်ပြီးတော့လုံနေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့အန်ဒီရဲ့ကင်းတယ်လို့ထင်လို့ဘာပဲဖြစ်ဖြစ်အောင်မြင်နေဦးမယ်လို့ထင်လို့ပါအဲ့ဒီလိုနဲ့အသစ်တွေကိုဘယ်အရာမှထပ်ပြီးတော့မသိယူတော့ပဲမိမိရဲ့တိုးတက်မှုအားလုံးကိုပါပိတ်ချလိုက်တယ်လို့ဖြစ်သွားတတ်ပါတယ်ကျွန်တော်တို့ဟာယာအားလုံးကိုအတိနားလည်ဖို့ဆိုတာမဖြစ်နိုင်တယ်လို့ဘယ်သူမှအရာကိုမစားလောက်ကြည့်ပဲနဲ့မသိနိုင်ဘူးကျွန်တော်တို့ဟာအဖြေတစ်ခုကိုရရှိဖို့မေးကြည့်လိုက်ဖို့ပဲလိုတာပါတခါတလေမှာကျွန်တော်တို့မှာရှိတဲ့အသည့်လေးတွေဟာပြဿနာတစ်ခုကိုဖြေရှင်းဖို့မလောင်လောက်တာမျိုးတွေလည်းဖြစ်နေတတ်ပါတယ်အောင်မြင်ပြီးသားသူတယောက်စီကနေမေးခွန်းမေးတာအကြံဉာဏ်လေးတောင်းတာတွေကလည်းကျွန်တော်တို့ကိုအောင်မြင်မှုစီကိုတုံ့ပို့ပေးတဲ့အဖြတ်လန်းလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ကကိုမသိတဲ့စီးပွားရေးတစ်ခုကိုလှုပ်တော့မယ်ဆိုရင်မေးရပါတယ်မသိတာကိုမရှင်းသင့်ပါဘူးမသိခြင်းကပဲကိုကိုအသစ်တော့အရာတွေကိုသင်ယူနိုင်စေတဲ့အခွင့်အရေးတွေကိုတွေးကြည့်ပါဒီအပြင်မေးလဲရတာနဲ့အရင်နည်းဆိုတာကလည်းဈေးကြီးနေတာမဟုတ်ပါပဲဗျာပါဇက်လေးဟပြီးတော့မေးလဲရောင်ပဲမဟုတ်ဘူးလားဒါကြောင့်တခါတရံမှာကိုဘာသာသွေးကိုဘာသာလှုပ်တာတွေရဲ့ဆုံရှုံမှုကမေးခွန်းလေးတစ်ခုမေးလိုက်လို့ရှက်တာထက်စပေါင်းများစွာယာချီထောင်ချီပစ္စည်းဆုံးရှုံးရတတ်လို့ပါပဲမသိချင်းကကိုယ့်ရဲ့အိမ်မက်စီကနေဝေးကိုတွန်ပို့မဲ့ပြဿနာကြီးတစ်ခုမဟုတ်ပါဘူးမသိတာကိုမေးဖို့ရှက်ချင်းကြောက်နေချင်းကသာကိုယ့်ရဲ့အိမ်မက်နဲ့အဝေးဆုံးကိုဝေးတစ်ထက်ဝေးအောင်တွန်းပို့ပေးမဲ့ပြဿနာကြီးတစ်ခုဖြစ်ပါတယ်ဒါကြောင့်မေးရမှာကိုမကြောက်ပါနဲ့မသိလို့မေးလဲရတာဟာအောင်မြင်သူတယောက်ရဲ့နင်းကုန်းချုပ်သွားစေတာမဟုတ်လို့ပါပဲခင်ဗျာ